ဒီနေ့နိုင်တာလေးစိတ်မှာရောက်မငယ်ဆုံးလေးကိုတွားကြုံရင်းနဲ့ဒီမီနီဖော့မှတ်လေးတွေ့တာနဲ့လာပူပူလေးကိုဝယ်ခဲ့တယ်ပေါ့နော်အဲ့မှာ80လေးပြီးတော့လာပူပူဈေးကလည်းပေါ့မှတ်အတိုင်းပဲရန်2900 2800အဝန်းကျင်လေးနဲ့ဝယ်ရတယ်ပေါ့နော်အပြင်မှာဆိုရင်ဒါ6000 9000အဲ့လောက်ပေးဝယ်ခဲ့ရတယ်ကျမအရင်ဝယ်တော့ကလေပေါ့မှတ် website မှာဝယ်လို့မရလို့ဆိုပြီးတော့မကြည့်အောင်80လေးတွေအများကြီးဈေးလဲပေါ့မှတ်ကဈေးအတိုင်းပဲပေါ့နော်အပြင်မှာဆိုရင်နှစ်ဆလေးနော်ဆိုတော့ကျမအယုတ်လေးရလာပါပြီပြီးရင် unbox လုပ်ပါမယ်လေးစိတ်မှရင် unbox လုပ်လိုက်ပြီရောက်မှလည်းမလာသေးဆိုတော့ရောက်မှကိုစောင့်နေနေကျမအထိတ်မှာဘာကာလာလေးပါလဲဆိုပြီးတော့အရန်ကြီးတိကျနေတာကဲဖောက်ပါပြီကျမရှိမှရှိတဲ့အယောင်တွေကတော့အစိမ်းရောင်ပြီးရင်မီကိုရောင်ပြီးရင်အပြာရောင်ပန်းရောင်ပေါ့နော်ပြာရောင်ပန်းရောင်ရှိတာဆိုတော့ကဲဒါဘာရောင်လေးဖြစ်မလဲကဲကြည့်ကြပါဦးရှင်ဖောက်နေရရေဟုန်စိတ်လှုပ်ရှားစွာဖောက်နေတာကဲဘာရောင်လေးလေညူရောင်လေးကဲပြော့သွားပါပြီထက်လို့ခြင်းပဲယောက်ျားမဝယ်ပြီးတော့ပါဘူးတော်ပြီတဲ့ထက်ဝယ်လို့ရှိရင်အယောင်စလူတွေပေါက်ရင်ဘယ်လိုလုပ်မလဲဆိုတော့ကျမမှာဒါလေးနဲ့ပဲကြီးနေလိုက်ရပါတယ်ကဲတက်တာကရောက်မအောင်ဆက်ဆောင်လိုက်ပါဦးမယ်